ထိုင်းမင်းသမီးဒါဝိကာတက်တောင်ပူလှနေရကြောင်းချီကျူးခံနေရတဲ့ရုံးရီလွင်မှုပရိသတ်များလုံးမင်္ဂလာပါရှင်77မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာလူမျိုးတွေရဲ့အလားပါတွေကတကယ်ကိုကြက်တည်ရှိပြီးတော့တော်ဝင်ဆန်တဲ့အလားတရားတွေကိုပိုင်ဆိုင်ထားတယ်ဆိုတာမင်းသမီးလေးရုံးရီလွင်မှုကတက်တည်ပြသလို့နေခဲ့ပါတယ်တခြားနိုင်ငံကအလားပါတွေကဘလောက်ပေးလှတယ်ပြောပါစေပြုပြင်မှုတွေကတော့အနေနဲ့အများရှိကြပါတယ်ဒါပေမဲ့ရုံးရီလွင်မှုကတော့တဘာဝအတိုင်းလှပမှုတွေနဲ့အတူထိုင်းနိုင်ငံကမင်းသမီးလေးထက်တောင်မှပိုလှတယ်ဆိုပြီးတော့ချီကျူးခံနေရတာဖြစ်ပါတယ်။လက်ရှိမှာအရန်ရေပန်းစားပြီးနိုင်ငံတကာကပါချီကျူးနေရတာကတော့မြန်မာမင်းသမီးရုံးရီလွင်မိုးကထိုင်းနိုင်ငံရဲ့နာမည်ကျော်မင်းသမီးဒါဝိကာထက်တောင်ပိုပြီးတော့လှနေရဆိုတာကြောင့်ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်အတူတွဲရိုက်ထားတဲ့ဓာတ်ပုံလေးတွေပေါ်ထွက်လာခဲ့ပြီးရဲ့နောက်ပိုင်းမှာအခုလိုမျိုးကြီးကျူးမှုတွေများစွာကိုရရှိလို့နေခဲ့ရပါမင်းသမီးလေးရုံးရီလွင်မိုးဟာဆိုရင်ငယ်စဉ်ကတည်းကတချင်း MTV တွေမှာပါဝင်တရုပ်ဆောင်ခဲ့ပြီးတော့လူကြိုက်များရေပန်းစားခဲ့တဲ့သူပါအခုလိုမျိုးအနုပညာအလုပ်တွေနဲ့ဝေးကွာနေပြီးကလေးတယောက်ရဲ့အမေဖြစ်နေရတောင်မှသူမရဲ့လာပမှုတွေကတော့ရောကြမသွားခဲ့ပါဘူးအခုမြင်နေရတဲ့ပုံအတိုင်းထိုင်းနိုင်ငံရဲ့ထိပ်တန်းမင်းသမီးဒါဝိကာနဲ့ရှင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်တောင်မှသူမကအစားပေါင်းများစွာပူပြီးတော့လှပနေရကိုသိသာစေခဲ့ပါတယ်ထိုင်းနိုင်ငံရဲ့နာမည်ကျော်မင်းသမီးဒါဝိကာဟာဆိုရင်တော့သူ့နိုင်ငံမှာနာမည်ကျော်ထိပ်တန်းမင်းသမီးဖြစ်ပေမဲ့မြန်မာမင်းသမီးတွေရဲ့အလားတရားနဲ့တော့အနိုင်ရှင်လို့မရပါဘူးတခြားနိုင်ငံကမင်းသမီးတွေဟာဆိုရင်ခွဲစိတ်ပြုပြင်မှုတွေနဲ့အတူတူအခြားသောအလားပါဆိုင်ရာပြုပြင်မှုများစွာကိုပြုလုပ်ထားကြတာဖြစ်ပါတယ်။ဒါကြောင့်လှပမှုတွေကစစ်မှန်မှုမရှိဘဲဖန်တီးထားတယ်ဆိုတာသိသာနေကြရပါမြန်မာမင်းသမီးတွေဟာဆိုရင်တော့ဒီလိုမျိုးပြုပြင်ဖန်တီးမှုမရှိကြောင်းမင်းသမီးလေးရုံးရီလွင်မိုးရဲ့အလှတွေကသက်သေပြနေခဲ့ပါတယ်။သူမဟာဆိုရင်ကလေးတယောက်အမေဆိုပေမဲ့အပြိုဖြစ်တဲ့အတိုင်းထားမင်းသမီးလေးဒါဝိကာထက်တောင်မှပို့ပြီးတော့လှနေရဖြစ်ပါတယ်။ခန္ဓာကိုယ်အချိုးအစားရကြည့်မယ်ဆိုရင်လည်းရှိတဲ့နာရှိပြီးတော့အလှပတွေအကုန်ရှိနေတာကိုတွေ့မြင်ရပါတယ်။မင်းသမီးလေးဒါဝိကာကတော့ထိုင်းနိုင်ငံမှာသာအင်မတန်နာမည်ကျော်ကြားနေပေမဲ့အခုလိုမျိုးမြန်မာမင်းသမီးတွေနဲ့ဓာတ်ပုံတွေရိုက်တဲ့အခါမှာသူမရဲ့အလှတွေမေးမိန်သွားတယ်ဆိုတာသိသာနေခဲ့ရပါမင်းသမီးလေးရုံးရီလွင်မိုးနေနဲ့မကြသေးခင်ကမှအိမ်ထောင်ရေးကွာရှင်းခဲ့ပြီးအရှုပ်သတင်းတွေလည်းပေါ်ထွက်လာခဲ့ပါသေးတယ်ဒါပေမဲ့သူမကအဲ့ဒါတွေကိုစိတ်မဝင်စားတော့ပဲအနုပညာလုပ်ငန်းတွေမှာစူးစမ်းလုပ်ကင်သွားတော့မယ်လို့ဆိုပါတယ်။အခုချိန်မှာထိုင်းနိုင်ငံကမင်းသမီးနဲ့အတူတွေ့ဆုံရတယ်ဆိုတာကမြန်မာရုပ်ရှင်လောကမှာသာမကထိုင်းအနုပညာနယ်ပယ်မှာပါရှောက်လန်းသွားတော့မလားဆိုပြီးထင်ကျင်စရာတွေရှိလာခဲ့ပါတယ်။တကယ်လို့သာသူမအနေနဲ့ထိုင်းနိုင်ငံမှာအနုပညာအလုပ်တွေလုပ်မယ်ဆိုရင်လေလှပမှုတွေနဲ့အတူအောင်မြင်မှုတွေရရှိလာအောင်မှာကတော့အသေးချာပဲဖြစ်ပါတယ်။မင်းသမီးလေးရုံးရီလွင်မိုးကမင်းသားကြီးလွင်မိုးရဲ့အနုပညာအမွေကိုဆက်ခံနိုင်တဲ့သူလည်းဖြစ်ပါတယ်။တစ်ချိန်ကအမှားတစ်ခုကြောင့်သာအနုပညာအလုပ်တွေကနေအနားယူနေခဲ့ရပေမဲ့အခုလိုမျိုးလွတ်လပ်ပျော်ရွှင်စွာနဲ့လှပနိုင်တဲ့အချိန်မှာအောင်မြင်တဲ့လမ်းကြောင်းပေါ်ကိုဆက်လက်လျှောက်လှမ်းသွားရတော့မှာပါထိုင်းမင်းသမီးလေးဒါဝိကာကတော့မြန်မာစကားကိုလည်းသေချာပြောဆိုတတ်ပြီးတော့မြန်မာပရိသတ်တွေများစွာကိုလည်းပိုင်ဆိုင်ထားခဲ့ပါတယ်ဒါပေမဲ့အခုလိုမျိုးမြန်မာအမျိုးသမီးတွေနဲ့အတူရှင်တွဲပြီးတော့ဓာတ်ပုံရိုက်လိုက်တဲ့အချိန်တွေမှာဆိုရင်သူမရဲ့အလှတွေကမေးမိန်ပြောက်ကွယ်သွားခဲ့ရပါတယ်။ကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့ရောမြန်မာမင်းသမီးလေးနဲ့ထိုင်းမင်းသမီးလေးတို့နှစ်ယောက်မှာဘယ်သူကပိုပြီးတော့လှပတယ်လို့ထင်မြင်မိပါသလဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။